ဒီမှာကြည့်ကျမကဘလောက်အသိအစီတော်လဲဆိုရင်ဒီမှာကြည့်ဒါဆိုရင်ဘောင်ချစာအုပ်တွေကျမတို့စိုင်ဖွင့်နေရဘောင်ချစာအုပ်တွေပေါ့နော်ကျမတို့စိုင်ဖွင့်တာက9လပိုင်း9ရက်2023ပေါ့နော်အခု9လပိုင်း9ရက်2026ရောက်လို့ရှိရင်3နှစ်ပြည့်မှာပေါ့နော်ဒါပထမဦးဆုံးစိုင်စဖွင့်နေရနေစပြီးတော့ဘောင်ချစာအုပ်ပေါ့နော်ကျမတော့မောင်နှမ2ယောက်တည်းဆိုတော့ဆိုင်ရလည်းတိတ်မကြီးတော့ဘောင်ချစာအုပ်ဒီလောက်ပဲနော်ဒီလောက်ပဲပေါ့နော်ဒါအရှိမှလည်းရှိသေးကျမဒါလေးတင်ထားတယ်တခုဆိုကျမတို့ပြန်ပြီးတော့ဒီဟာလေးရှာပြီးတော့ကြည့်လို့ရအောင်ဆိုပြီးတော့တခုဆိုပြဿနာဘာညာတန်တခုရှာပြီးတော့ကြည့်လို့ရအောင်ဆိုကျမဒါတင်ထားတာနော်အကုန်လုံးနှစ်စာနေပြီးတော့အခုဒီနေ့အထိပေါင်ချရရှိသေးတယ်ဒါဆိုင်ရှိမှလည်းရှိသေးတယ်ဒီမှာနော်ဒါအကုန်မဟုတ်သေးပြီးတော့ဒီမှာကြည့်ဒါဆိုရင်လည်းပေါင်ချတယ်ဒီမှာပစ္စည်းမှာလည်းပေါင်ချတယ်ပေါ့နော်ပစ္စည်းမှာလည်းပေါင်ချတယ်ကျမတို့ဆိုင်စဖွင့်နေနေပြီးတော့ဆိုင်စဖွင့်နေနေပြီးတော့ဒီနေ့အထိပေါင်ချတယ်ဒီပေါင်ချရလည်းအရှိမှရှိသေးတယ်ဒါကတစ်နှစ်စာတင်ထားတဲ့အပိုင်းပေါ့နော်ကျမတို့လက်ဆံဘောနော်ပြဿနာတစ်ခုဖြစ်ခဲ့ရင်ပါညာပေါ့နော်ဒီပေါင်ချကြီးကြည့်ပြီးတော့ကျမတို့ပြန်လေးပြီးတော့ဖြည့်ရှင်းလို့ရတယ်ပေါ့နော်ကျမအကုန်လုံးတင်ထားတာဒီနေ့ကတော့တချမ်းအတက်နေဖြစ်တယ်ပေါ့နော်2026တချမ်းအတက်နေဆိုတော့မနက်ဖြန်ကကြာရင်နှစ်ဆန်းတရဖြစ်တော်မယ်လေအဲ့အတွက်ကြောင့်မို့လို့ဒီအဟောင်းတွေကိုစွန့်ပစ်ကုန်လုံးဒါကြီးပြီးသွားပြီမလို့တော့ဘူးဆိုတော့ဒါတွေကိုစွန့်ပစ်လိုက်ပါတော့မယ်ရှင်အားလုံးဒါရှင်းသွားတဲ့အတွက်ဒါတွေစွန့်ပစ်လိုက်ပါတော့မယ်ရှင်နှစ်ဆန်းတရနေ့မှာနှစ်ဆန်းတရနေ့ဒီຢာတွေကိုမသေးခြင်းတဲ့အတွက်ဒီຢာတွေကိုအကုန်လုံးစွန့်ပစ်လိုက်ပါတော့မယ်ရှင်